Hello, Jiva ni juzu bare. Did cow do jiga, sweet down land and mashi. Wood fire oven ne pote, authentic Italian pizza yada mu yare. Italian cuisine, Western cuisine neo, premium yada mu salo yame, parami pizza yake bare. Tu saye vibe liya, mitazu reading a jenny, easy chillo gaume vibe muliva. Private room ni le shipiro, room charger mapia bao. Coffee ne dessert counter li le shi ba de. Parami pizza ye pizza recipeတွေ professional chef တွေကနေပြီးတော့ Italy ရိုးရာအတိုင်းပြင်ဆင်တာပါ။ပါဝင်ပစ္စည်းတွေကလည်းလက်ဆက်ပြီးတော့ quality ကောင်းတာတွေသုံးထားရဲဆိုတာစားကြည့်တာနဲ့တင်သိတာပါတယ်။ရှေးဟောင်း Italy နီးအတိုင်းတစ်သားအပူပေးတဲ့စနစ်ကိုသုံးထားတဲ့ oven နဲ့ဖုတ်တာကလည်းဒီပါရမီပီဇာရဲ့ထူးခြားချက်တစ်ခုပါဈေးနှုန်းနေအနေနဲ့က2000ကျော်ကနေပြီးတော့4000ကျော်အထိအစားအစာရှိရပေါ့နော်သူက size ပေါ်မှာလဲကွာဝါတာဆိုတော့လေခြေတော့မတူတဲ့အရာသာ2မျိုး try လို့ရအောင်ပီဇာကိုတစ်ချမ်းစီယူလိုက်ပါတယ် Tartufo e fungaya မှုရရဲ့ truffle paste ရဲ့ mozzarella ရဲ့ပါပြီးတော့ pepperoni ကတော့ additional topping အနေနဲ့ထည့်ထားပါသူရဲ့အရာသာအရန်ကိုမှစားလို့ကောင်းပါတယ်ပထမတစ်ချက်ကြိုက်လိုက်ကြရအောင်တော်တော်ကောင်းတဲ့ပီဇာရဲ့အရာသာကိုခံစားမိတာပါ cheese တရားစိတ်နဲ့အစိမ့်အပြင်ကိုဒီ truffle paste ကြောင့်လေသူအရာသာလုံးဝကိုစိမ့်ထွက်နေပြီးတော့မိုက်ပါတယ် truffle မိုနဲ့လှုပ်ထားတဲ့ sauce ကို base အနေနဲ့ထည့်ထားတာမို့ပါနောက်တစ်မျိုးကတော့ tomato sauce base လေးနဲ့ဟိုမှာကြက်သားရဲ့ဟင်းနုနွယ်ရဲ့ငရုတ်ပွားရဲ့ကြက်သွန်နီရဲ့နဲ့ spicy ဘက်နည်းနည်းသွားတဲ့ပုံစံမျိုးလေးပါသူ့ထဲမှာလည်း mozzarella cheese တွေအများကြီးပါတာမို့လို့ပုံစံတစ်မျိုးနဲ့တော်တော်လေးစားလို့ကောင်းပါတယ်ပီဇာရဲ့အရာသာကတော့တော်တော်လေးကို premium ဆန်ပြီးတော့သူ့အရာသာတွေကိုကြည့်တော်တော်လေးကြိုက်ပါတယ် ingredient တွေလည်း quality ကောင်းတာလေးတွေသုံးထားတယ်ဆိုတာစားရင်းနဲ့ကိုခံစားမိပါတယ်ပီဇာကလည်း thin crust လေးဖြစ်တာမို့လို့ပါဝင်ပစ္စည်းတွေရဲ့အရာသာကိုထိထိမိမိခံစားနိုင်တာကြောင့်ကြည်တော်တော်လေးကြိုက်ပါတယ်။သူ့ menu ထဲမှာပီဇာတွေရဲ့ပါဝင်ပစ္စည်းကိုအသေးစိတ်ရေးထားပေးတာကြောင့်ကိုကြိုက်လောက်မဲ့အရာသာကိုရွေးချယ်ပြီးစားလို့ရတယ်။ပါရမီပီဇာရဲ့ပီဇာတွေကို try ကြည့်ဖို့အတွက်တော့ကြည်က highly recommend လုပ်ပါတယ်။အခုစားခဲ့တဲ့2မျိုးမှာတော့ကြည်က truffle paste လေးနဲ့ဟောက်ပို့ကြိုက်ပါတယ်။ဒါကတော့ classic Caesar salad ပါ Caesar dressing လေးနဲ့ပေါ့နော်အရသာကတော့ရိုးရိုးလေးနဲ့ပဲစားလို့ကောင်းပါတယ် romaine lettuce တို့ anchovy တို့ပါပြီးတော့ classic ဖြစ်တဲ့ salad အရသာမျိုးလေးပါပဲအရသာလေးလည်းစားကောင်းပြီးတော့ကြည်လည်းစားရတာကြိုက်ပါတယ်ဒါလေးကတော့ mac and cheese ပါ macaroni နဲ့ cheese တွေနဲ့ကို bake လုပ်ထားတာပါအရသာလေးကတော့တော်တော်စိမ့်စိမ့်လေးနဲ့ကိုစားလို့ကောင်းပါတယ်စားရတာတော့သူက cheesy ဖြစ်ဖြစ်နဲ့စိတ်နဲ့ဆိုတာထက်ကို creamy ဖြစ်ဖြစ်လေးနဲ့စိတ်နဲ့ဘက်ကိုပို့ပြီးတော့သွားပါတယ်တော်တော်လေး creamy ဖြစ်ပြီးတော့အရသာလည်းတော်တော်လေးစားကောင်းတာမို့လို့ mac and cheese လေးကို recommend ပေးပါတယ်ဒါလေးကတော့ spicy seafood ကိုမှ linguine pasta လေးနဲ့ပါသူရဲ့ spice အနံ့လေးတွေကမှုေးနေရပဲပေါ့နော်ပြီးတော့ seafood တွေလည်းအစုံပါပါတယ်Mussel ရော clams ရော squid တွေရော prawns တွေရောကုန်ပါပါတယ် Parmesan cheese လေးကိုတော်တော်များများအပေါ်ကနေဖြူထားပေးရလဲသဘောကျတယ် dish တစ်ခုလုံးမှာအစိမ့်အရသာလေးထွက်နေရပါတော့ဒီ linguine pasta နဲ့တော့စားနေကြမဟုတ်ဘူးပေါ့နော် tomato paste နဲ့ဆိုလဲကျတို့က spaghetti ပဲစားတာများတော့လေပြီးတော့ဒီ tomato sauce ကလည်း chef ကိုယ်တိုင်ချက်ထားတာဖြစ်လိမ့်မယ် unique ဖြစ်တဲ့အရာသာမျိုးရတယ်ပေါ့နော်နည်းနည်းလေးပေါ့တဲ့ဘက်ကိုသွားတယ်spice အနံ့လေးခပ်မွေးမွေးနဲ့ခပ်ပျော့ပျော့လေးရတယ်အမှန်တိုင်းပြောရရင်စားချင်းတစ်လုံးနှလုံးလောက်တော့အဲ့လောက်ကြီးမကြိုက်ဘူးပေါ့နော်စားနေကြအရသာခပ်ပြင်းပြင်းနေနဲ့ရှင်လို့ရှိရင်သူကနည်းနည်းလေးပေါ့နေတယ်လို့ခံစားရလို့ပါဒါပေမဲ့စားရင်ထဲမှာသူ့ရဲ့ unique ဖြစ်တဲ့အရသာကပိုပြီးတော့ပေါ်လွင်လာပြီးတော့တော်တော်လေးစားလို့ကောင်းပြီးတော်တော်လေးကြိုက်ပါတယ်ဒီ spicy seafood pasta လေးကိုလည်း highly recommend လုပ်ပါတယ်beef shepherd ပိုင်လေးရတော့သူစီမှာပီဇာတွေပြီးရင်မ try မဖြစ် try ရမယ့်ဟာလေးပါသူ့ရဲ့အတွင်းထဲမှာပါတဲ့အမဲသားကိုချက်ထားတာလေးကအလွန်တရာမှကိုစားကောင်းတော့ပါ spice အနံ့မွေးလေးနဲ့အသားရဲ့ texture ကလည်းလုံးဝနုနုညံ့ညံ့လေးနဲ့အရသာတော်တော်လေးရှိပါတယ်အာလူးနဲ့မုံလာဥနီနဲ့ပါရောပြီးတော့အချိန်တော်တော်ကြာကြာကိုမီအေးအေးလေးနဲ့တေချာချက်ထားတဲ့အရသာမျိုးပါ
အာလူးကတော့အရသာလေးပဲခံစားရပြီးတော့သူကဟင်းအနှစ်ထဲမှာလုံးဝပျော်ဝင်နေတာမို့လို့အာလူးကိုတော့မမြင်ရဘူးပေါ့နော်အာလူးရဲ့အစိမ့်အရသာမုံလာဦးရဲ့အချို့အရသာကဟင်းပွဲထဲမှာလုံးဝပျော်ဝင်နေပြီးတော့အမဲသား texture နုနုညံ့ညံ့လေးနဲ့ဆိုတော့တော်တော်ကြီးကိုမှစားလို့ကောင်းပါတယ် try ကြည့်ဖို့အတွက် highly recommend ပါဒါကတော့သူနဲ့တွဲပြီးပါတယ် mashed potato ပါဒီ mashed potato ကတော့ creamy အရန်ကြီးဖြစ်တဲ့ဘက်ကိုတိတ်မသွားဘဲနဲ့အာလူးရဲ့အစိမ့်အရသာလေးကိုပဲအဓိကပေါ်လွင်အောင်လုပ်ထားတဲ့ရတာမျိုးပါသူ့ရဲ့ဒီအပေါ်မှာအုပ်ထားတဲ့ဟာလေးကတော့ puff texture လေးလိုပလာတာရဲ့ texture လေးလိုနဲ့ထောပတ်နံ့လေးတော်တော်မွေးပြီးတော့ဒါလေးတီးတန့်အောင်မှအရသာတော်တော်ရှိပါတယ်အမဲသားဟင်းလေးနဲ့တွဲပြီးစားလို့ရှိရင်လည်းတလုံးဆိုသလောက်လိုက်ဖက်ပြီးတော့တော်တော်စားလို့ကောင်းပါတယ်သူ့ရဲ့ဒီအမဲသားဟင်းအရသာကတော့တော်ရုံတန်ရုံနေရာမျိုးမှမရနိုင်နဲ့လုံးဝကိုမိုက်တဲ့ရှယ်အရသာကြီးပါဒီ piri chicken ကတော့ကြက်အကောင်လိုက်ရဲ့တဝက်ပါတယ်ပေါ့နော်သူကတော့ Portuguese style ကြက်ကင်မှာ spicy လေးနည်းနည်းပါတယ် piri sauce လေးနဲ့နှက်ပြီးတော့မှกินထားတာပါ spicy ဖြစ်တယ်လို့ပြောလို့ရရုံလောက်လေးပဲပေါ့နော်တိတ်ပြီးတော့ strong ဖြစ်ကြီးမဟုတ်ပါဘူးစားနေကြချက်ကင်လေးရဲ့အနံ့လိုမျိုးမဟုတ်ပဲနဲ့ spice နဲ့တင်းလေးနဲ့အရသာရှိရဲ့ချက်ကင်လေးပါစားလို့ကောင်းတဲ့အရသာရှိတယ်ဒါပေမဲ့အရန်ထူးခြားတဲ့အရသာမျိုးရောမဟုတ်ဘူးပေါ့နော်အရှိမအရန်စားကောင်းတာတွေစားပြီးတော့မှသူ့ကိုစားတာဆိုတော့သူ့ကိုတိတ်ပြီးတော့ရင်မခုန်တော့တာပါဘေးမှာပါတယ်အာလူးလေးတွေကို bake ထားတဲ့အရသာလေးကိုတော့တော်တော်လေးကြိုက်ပါတယ်သူဆိုင်လေးကညနေဆောင်နဲ့ညဘက်လေးဆိုရင်အပြင်မှာထိုင်လို့ကောင်းတဲ့ပုံစံလေးမို့လို့ဂျီကော်ဖီနဲ့ဒဇက်လေးစားဖို့အတွက်ကိုပြင်မှာထိုင်ဖြစ်ပါတယ်mango cheesecake လေးနဲ့ cappuccino လေးပါ mango cheesecake လေးလည်းတော်တော်လေးစားလို့ကောင်းပါတယ်အဓိကကတော့ပါရမီပီဇာရဲ့ပီဇာတွေကို try ကြည့်ဖို့အတွက်ကို highly recommend လုပ်ပါတယ်ပါရမီလမ်းမပေါ်မလိခလမ်းတောင်မှာရှိတဲ့ဆိုင်ခွဲနဲ့မေမြို့မှာရှိတဲ့မေမြို့ social building ကဆိုင်ခွဲတွေမှာလည်းအားပေးနိုင်ပါတယ်ပီဇာစားဖို့ပါရမီရှိတယ်